မြန်မာရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာအတန်နဲ့ရုပ်မြင်သံကြား MRTV ကနေပြည်သူတွေအသိပညာဘုသူတ္တတွေရရှိစေဖို့ရည်ရွယ်ပြီးတော့စီစဉ်ကောင်းများစွာကိုရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှာတော့အာရီလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်းစီစဉ်ထုတ်လွှင့်တင်ဆက်ပေးမယ်အာရီလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဇာတ်ကဝိုင်းကိုရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပြည်သူများခင်ဗျာဒီဇာတ်ကဝိုင်းပြလို့ရခြင်းရဲ့ရည်ရွယ်ချက်ကတော့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတန်ရှင်းတဲ့အစိုးရကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်လာစေဖို့နဲ့စည်ရန်နွမ်းပါမှုရုံနဲ့ပပျောက်ရေးအစရှိသဖြင့်စောင့်ရမှာလူမှုယဉ်ကျေးမှုစီးပွားရေးနိုင်ငံရေးကဏ္ဍတွေကိုအဓိကအဟန့်တားဖြစ်စေတဲ့အာရီလိုက်စားမှုတွေရဲ့သဘောတဘာဝစိုးကျိုးတွေကိုပြည်သူတွေသိရှိနိုင်စေဖို့နဲ့အာရီလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့အာရီလိုက်စားမှုတွေကိုဘလို့ကင်တွယ်ဖြည့်ရှင်းနေတယ်လဲဆိုတာပြည်သူတွေကြဲကြဲပြန့်ပြန့်သိရှိနိုင်ဖို့ရည်ရွယ်ပြီးတော့စီစဉ်ရိုက်ကူးတင်ဆက်သွားမှာဖြစ်ပါတယ်ဒီနေ့အသိပညာပေးစကားဝိုင်းစီစဉ်မှာစီစဉ်တင်ဆက်သူဖြစ်မြန်မာတန်တဲ့ရုပ်မြင်သံကြား MRTV မှာကျွန်တော်တပ်ပိုင်စုကတာဝန်ယူဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ခင်ဗျာဒီနေ့စကားဝိုင်းမှာပါဝင်ဆွေးနွေးပေးကြမယ်တာဝန်ရှိသူများနဲ့လည်းမိတ်ဆက်ပေးခွင့်ပြုပါခင်ဗျာဆရာမမိတ်ဆက်ပေးပါအောင်ခင်ဗျာမင်္ဂလာပါရှင်ကျွန်မကတော့အာဂရိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနိုင်ငံတကာရေးရာနဲ့တာစီကာကွယ်ရေးဦးစီးဌာနကညွှန်ကြားရေးမှူးဒေါ်နတ်ရနာထွန်းဖြစ်ပါတယ်ရှင်ဆရာမမိတ်ဆက်ပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါမင်္ဂလာပါရှင်ကျွန်မတို့အဲ့လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးစုံစမ်းစစ်ဆေးဦးစီးဌာနမှာညွှန်ကြားရေးမှူးဒေါ်စုစုမော်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆရာမမိတ်ဆက်ပေးပါဦးမင်္ဂလာပါရှင်ကျွန်မကတော့အာရီလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနိုင်ငံတကာရေးရာနဲ့တာစီကာကွယ်ရေးဦးစီးဌာနကလက်ထောက်ညွှန်ကြားရေးမှူးဒေါ်စုမြတ်နိုင်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမဒါဆိုကျွန်တော်တို့အာရီလိုက်စားမှုဆိုတာကျွန်တော်တို့နိုင်ငံတနိုင်ငံနဲ့ရဲ့ပြဿနာတစ်ခုမဟုတ်ဘူးလို့လည်းကျွန်တော်တို့သိရပါတယ်ဘာဖြစ်လို့လဲဆိုတော့အာရီလိုက်စားမှုကြောင့်နယ်စပ်ဖြတ်ကျော်မှုခင်းတွေဖြစ်တဲ့ငွေစေးနဲ့လက်နဲ့ရောင်းဝယ်မှုတွေလူကုန်ကူးမှုတွေရဲ့စတဲ့ဆက်ဆက်ရာဇဝတ်မှုတွေကိုအဲ့ဒီမှုခင်းတွေကရတဲ့အကျိုးမြတ်တွေကိုငွေကြေးခွာချတာတွေစတဲ့ပြစ်မှုတွေအထိဖြစ်လာနိုင်တာကြောင့်ကမ္ဘာနိုင်ငံအသီးသီးရဲ့ပုံရန်သူဖြစ်တတ်မှတ်ကြတယ်လို့လည်းကျွန်တော်တို့ဖတ်မှတ်သားရပါတယ်ဒါကြောင့်အာရီလိုက်စားမှုကိုဒဲပေဖွင့်ဆိုရမှာတော့တကမ္ဘာလုံးကသဘောတူညီထားတဲ့ဖွင့်ဆိုချက်တော့မရှိဘူးတဲ့အဲ့ဒီမိမိရဲ့နိုင်ငံမိမိအဖွဲ့အစည်းရဲ့ယဉ်ကျေးမှုဒလီထုံးတမ်းတွေအရအမျိုးမျိုးအတိတ်ပဲဖွင့်ဆိုကြတာကိုလည်းတွေ့ရတယ်လို့ကျွန်တော်တို့သိရပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့အာဂရိလိုက်စားမှုရဲ့အတိတ်ပဲဖွင့်ဆိုချက်နဲ့ဆက်လင်းပြီးတော့ဒါရှင်းလင်းဆွေးနွေးပေးဖို့ဆရာမဖြေချပြပါအောင်ခင်ဗျာဟုတ်ကဲ့ဆရာဆွေးနွေးသွားသလိုပဲပေါ့နော်ဒီအာဂရိလိုက်စားမှုရဲ့အတိတ်ပဲဆိုတာတော့တကယ်အရန်ကိုကျေပြတ်နေပါတယ်ဒီအတိတ်ပဲဖွင့်ဆိုချက်နဲ့ဆက်လင်းပြီးတော့ပေါ့နော်ဒီအမှန်ကန်ဆုံးနဲ့ဒီရေဘူးရအကြဆုံးဖြစ်နိုင်တဲ့အတိတ်ပဲဖွင့်ဆိုချက်တစ်ခုကိုတော့ကျွန်မအနေနဲ့ဒီ Oxford နဲ့ Merriam-Webster အဘိဓာန်ကနေပြီးတော့မှကောက်နှုတ်ပြီးတော့မှတင်ပြလိုပါတယ်ရှင်ဒီအဘိဓာန်တွေထဲမှာတော့သူကဒီအာဂရိလိုက်စားမှုဆိုတာကပေါ့နော်ဒီလုတ်ပိုင်ခွင့်အာဏာရှိသူတွေရဲ့မယိုးဖြောင်းတဲ့ပြုမှုဆောင်ရွက်မှုဖြစ်တဲ့ဒါလိမ်လည်လှည့်ပြားတဲ့ပြုမှုတွေပေါ့နော်ဒါတွေဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားပါတယ်အဲ့ဒီထဲမှာအထူးသဖြင့်ပေါ့နော်ဒါဩဇာအာဏာရှိတဲ့သူတွေကသူတို့ရဲ့ဒီလုတ်ပိုင်ခွင့်အာဏာကိုအသုံးပြုပြီးတော့မှဒါတရားမဝင်ဆောင်ရွက်တဲ့အပြုမှုတွေဆိုပြီးတော့မှဒီထဲမှာတော့ဒီလိုလေးဖော်ပြထားတယ်ပေါ့နော်ဒါကိုကြည့်ခြင်းအပြင်ဒါအာဂရိလိုက်စားမှုဆိုတာကကျမတို့ဒီလုတ်ပိုင်ခွင့်အာဏာရှိတဲ့သူတွေလုတ်ပိုင်ဩဇာအာဏာရှိတဲ့နေရာတွေမှာပေါ့နော်အများဆုံးဖြစ်ပွားနိုင်တယ်ဆိုတာကိုလေ့လာတွေ့ရှိရပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမရေဒါဆိုရင်ဒီအာဂရိလိုက်စားမှုတွေကိုအမျိုးမျိုးအတိတ်ပဲဖွင့်ဆိုကြရမှာကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကရောဘယ်လိုမျိုးအတိတ်ပဲဖွင့်ဆိုထားတယ်လဲဆိုတာကိုဆရာမကဖြေချပေးပါဦးခင်ဗျဟုတ်ကဲ့ပါရှင်ကမ္ဘာအဖွဲ့အစည်းအသီးသီးမှာဆိုလို့ရှိရင်အာဂရိလိုက်စားမှုအပေါ်အဓိပ္ပာယ်မျိုးမျိုးဖွင့်ဆိုထားပါတယ်ကျွန်တော်မြန်မာနိုင်ငံအနေနဲ့ကတော့2018ခုနှစ်စတုတ္ထကြိမ်ဥပဒေပြင်ဆင်ပြဋ္ဌာန်းခဲ့တယ်။အိုက်လိုက်စားမှုတိုက်ဖျက်ဥပဒေပုံမှာ3ကကြီး1နဲ့2မှာဆိုရင်အိုက်လိုက်စားမှုကိုရှင်းလင်းစွာအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်ရှင်။အိုက်လိုက်စားမှုတိုက်ဖျက်ဥပဒေပုံမှာ3ကကြီး1မှာဆိုလို့ရှိရင်မည်သူမဆိုယာရုတာဝန်ကိုအလွဲသုံးစားပြု၍ဥပဒေနဲ့ရတိုက်တော်အခွင့်အရေးကိုပေးတာနောက်ပြီးတော့ဥပဒေနဲ့အနည်းရတိုက်ခွင့်အခွင့်အရေးကိုမမှန်မကန်ပိတ်ပင်တာအဲ့ဒီအတွက်ကိုတစုံတဦးထံကနေပြီးတော့တစိုးလက်ဆောင်ကိုပေးတယ်ယူတယ်နောက်ပြီးတော့လက်ခံတယ်ရယူတာကိုဓာတ်ရိုက်ဖြစ်စေသွေးရွာရေးဖြစ်စေလက်ခံရယူခြင်းကိုအိုက်လိုက်စားမှုမြောက်တယ်လို့ဆိုလိုပါတယ်လူများသိတဲ့အတိုင်းပေါ့လက်ပေးလက်ယူမှုပဲဖြစ်ပါတယ်ရှင်အိုက်လိုက်စားမှုတိုက်ဖျက်ဥပဒေပုံမှာ3ကကြီး2မှာဆိုလို့ရှိရင်ပြည်သူမဆိုပြည်သူ့ဗန္နာကိုကင်တွယ်ရတဲ့လုပ်ငန်းစဉ်တွေမှာဆိုရင်ဒီတည်ဆဲဥပဒေလှုပ်ထုံးလုံဒီစီမီစီကန်တွေကိုဖောက်ဖျက်တဲ့အတွက်ကြောင့်နိုင်ငံတော်ရဲ့ပစ္စည်းနဲ့ငွေကြေးပိုင်ဆိုင်မှုတွေကိုဆုံးရှုံး
ထိခိုက်နေတာဆုံးရှုံးမှာကအဲ့လိုက်ဆောင်မြောက်တယ်လို့ဆိုလိုပါတယ်ဒီ policy maker တွေ decision maker တွေဆိုရင်ဆုံးဖြတ်ချက်ချမှတ်ရမှာဆိုရင်ဒီစီမင်းစည်းကမ်းလှုပ်ထုံးလုပ်နည်းတွေကိုဖောက်ဖျက်တာအတွက်ဒီဖောက်ဖျက်ပြီးတော့ဆောင်ရွက်တဲ့အတွက်နိုင်ငံတော်ရဲ့ငွေကြေးပစ္စည်းဥစ္စာတွေထိခိုက်နေတာပျက်စီးဆုံးရှုံးတဲ့အတွက်အဲ့လိုက်စားမှုမြောက်တာကိုဆိုလိုပါတယ်ရှင်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဒီအဂတိလိုက်စားမှုဆိုတာကျွန်တော်တို့အခုခေတ်မှာမှရှိတာမဟုတ်ဘဲနဲ့ဟိုးရခင်ရှေးရခင်ကလေးကပေါ့နော်ဒါဘယင်နဲ့မင်းမှုတန်းတွေကိုလက်ဆောင်ပဏာဆက်တာတွေတစိုးလက်ဆောင်ပေးတာတွေရှိခဲ့တယ်ဆိုပြီးတော့လည်းကျွန်တော်တို့ဖတ်မှတ်သားရဦးပါတယ်ဒါကြောင့်မြန်မာနိုင်ငံအနေနဲ့ကရောအဂတိလိုက်စားမှုတွေကိုဘယ်အချိန်ကလေးကစပြီးတော့ကင်တွယ်ဖြည့်ရှင်းခဲ့တယ်ဆိုတာကိုလည်းဆွေးနွေးပြပါအောင်ခင်ဗျဟုတ်ကဲ့ပါဒီမြန်မာနိုင်ငံမှာတော့ဗောနော်ဒီအဂရိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုဒါခေတ်ဆက်ဆက်အစိုးရဆက်ဆက်ကနေပြီးတော့မှဒါအရေးကြီးတဲ့အခန်းကဏ္ဍတစ်ရက်လုပ်ငန်းစဉ်တစ်ရက်အနေနဲ့ဗောနော်ကင်တွယ်ဖြစ်ရှင်ဆောင်ရွက်ခဲ့တာကိုလေ့လာမှတ်သားရပါတယ်ကျမတို့ဒီမြန်မာဘရင်တွေလက်ထက်ကလေးကနေဗောနော်ရှေးမြန်မာဒီမြန်မာသမိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လေဒီအဂရိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီးတော့ဗောဒီအမိန့်တော်ပြန်တန်းဒီမှာထုတ်ဆင့်ပြီးတော့မှဆောင်ရွက်ခဲ့တယ်ဆိုပြီးတော့လေ့လာမှတ်သားရပါတယ်ဒီဘိုးတော်ဖရာမင်းလက်ထက်မှာဗောနော်ဒီအဂရိတရား၄ပါးကဘလို့တွေဖြစ်တယ်နောက်ဒီအဂရိလိုက်စားခြင်းရဲ့အပြစ်တွေပေါ့နော်ဒါအဂရိမလိုက်စားခြင်းရဲ့အကျိုးကဘလို့ရှိတယ်နောက်ဒီအဂရိတရား၄ပါးကိုပေါ့နော်ဘလို့လွတ်အောင်ဆောင်ရွက်ရမလဲဆိုတာတွေကိုလည်းဒီအမိန့်တော်ပြန်တန်းမှာဒီရေးသားဖော်ပြခဲ့တယ်လို့ကျမတို့မှတ်သားရပါတယ်နောက်ဒီမြန်မာနိုင်ငံနေနဲ့ပေါ့နော်ဒါဒီစစ်ဘေးစစ်ဒုတိယကမ္ဘာစစ်ဖြစ်ပြီးတဲ့နောက်မှာပေါ့နော်ဒီစစ်ဘေးစစ်တမ်းတဲ့ပြည်သူတွေကိုဒီထောက်ပံ့ရေးပစ္စည်းတွေပေးအပ်ခဲ့တယ်ပေါ့ဒီလိုထောက်ပံ့တဲ့အခါမှာဒီပစ္စည်းတွေကိုပေါ့နော်ထောက်ပံ့တဲ့ပစ္စည်းတွေကိုဒါခိုးယူတာတွေဒီအဂရိလိုက်စားတာတွေကိုနော်တာစီကာကွယ်ဖို့အတွက်ဒါလွတ်လပ်ရေးမရခင်1948ခုနှစ်မှာတော့ဒီပြည်သူပိုင်ပစ္စည်းထောက်ပံ့ရေးပစ္စည်းများခိုးယူခြင်းမှာကာကွယ်သည့်ကော်မတီဆိုတာလေးကိုအရင်ဆုံးဖွဲ့စည်းခဲ့တယ်ပေါ့ဒီဆက်လက်ပြီးတော့မှာပေါ့နော်ဒီပြည်သူပိုင်ပစ္စည်းတွေကိုဒီကာကွယ်တဲ့ကော်မတီရဲ့ဒါပြည်သူပိုင်ပစ္စည်းများကာကွယ်ရေးရဲတပ်ဖွဲ့ဆိုတာကိုဖွဲ့စည်းပြီးတော့မှတာဝန်ပေးအပ်ပြီးတော့ပေါ့နော်ဒီလိုထောက်ပံ့တဲ့ပစ္စည်းတွေကိုဒီစောင့်ပေးအပ်တဲ့နေရာမှာပေါ့နော်အဂရိလိုက်စားတာတွေလက်ပေးလက်ယူလုပ်တာတွေနောက်တစ်ခုကျတော့ဒီပြည်သူဝန်ထမ်းတွေရဲ့ပေါ့နော်ဒီတာဝန်ပြက်ကွက်မှုတွေပေါ်မှာဒါစုံစမ်းစစ်ဆေးအရေးယူဖို့အတွက်ဒီအဖွဲ့တွေကိုတာဝန်ပေးစေခိုင်းခဲ့တယ်လို့ကျမတို့မှတ်သားရပါတယ်နောက်ဒီလွတ်လပ်ရေးရပြီးတဲ့နောက်ပေါ့နော်1948ခုနှစ်မှာတော့ဒါအဂရိလိုက်စားမှုတားမြစ်ရေးအဥပဒေဆိုတာကိုထုတ်ပြန်ပြီးတော့ဆောင်ရွက်ခဲ့ပါတယ်နောက်1952ခုနှစ်မှာတော့ဒါဒီအထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့ရဲ့ဒါအထူးစုံစမ်းစစ်ဆေးရေးဌာနဥပဒေဆိုတာကိုထပ်ပြီးတော့မှပေါ့နော်ပြဋ္ဌာန်းပြီးတော့မှဒါအဂရိလိုက်စားမှုတွေကိုဒီလိုလေးဆောင်ရွက်ခဲ့တာကိုတွေ့ရှိရပါတယ်ဒီဘက်ခေတ်ရောက်လာတဲ့အခါမှာကျမတို့ဒီ21ရာစုမှာတော့ဒီအဂရိလိုက်စားမှုဆိုတာကကျမတို့နိုင်ငံတစ်ခုတည်းရဲ့ပြဿနာမဟုတ်တော့ဘူးပေါ့နော်ဒါကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်လာတဲ့အတွက်ဒါနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကလည်းအရေးကြီးလာတယ်ပေါ့ဒါကြောင့်မလို့ဒီလိုဒီဖြစ်ပေါ်လာတဲ့ဒီအဂရိလိုက်စားမှုတွေကိုပေါ့နော်နိုင်ငံတွေအားလုံးကနေပြီးတော့မှအတူတကွပူးပေါင်းတိုက်ဖျက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒါ United Nations Convention Against Corruption UNCAC လို့ခေါ်တဲ့ဒီအဂရိလိုက်စားမှုတိုက်ဖျက်ရေးconvention ကိုပေါ့နော်2003ခုနှစ်အောက်တိုဘာလ31ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းခဲ့တာကိုကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်ဒီမြန်မာနိုင်ငံအနေနဲ့လည်းပေါ့နော်ဒီအန်ကတ်ရဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုအဖွဲ့ဝင်အဖြစ်ပေါ့နော်2012ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာအဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ခဲ့ပါတယ်ဒီလိုအဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီအန်ကတ်ရဲ့ပေါ့နော်ပြဋ္ဌာန်းချက်တွေကိုလိုက်ပြီးတော့မှအကောင့်ထဲပေါ်ဆောင်ရွက်ရတယ်ပေါ့ဒီလိုဆောင်ရွက်တဲ့အခါမှာဒီအဂရိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်ဒီအဂရိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိုဒါ2013ခုနှစ်ဩဂတ်စ်လ9ရက်နေ့မှာဒါအတည်ပြုပြီးတော့ပေါ့နော်ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်ဒီလိုဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်မှာတော့ကျမတို့ဒီအဂရိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်လက်ပေးလက်ယူမှုပပျောက်ရေးကော်မရှင်ဆိုပြီးတော့မှဒါ2014ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့မှာဒီကော်မရှင်ကိုပေါ့နော်စပြီးတော့ဖွဲ့စည်းခဲ့ပါတယ်ရှင်ဟုတ်ကဲ့ဒီအဂရိလိုက်စားမှုဒီတိုက်ဖြတ်ရေးလုပ်ငန်းတွေပေါ့နော်ဆောင်ရွက်တဲ့နေရာမှာတော့ကျမတို့ကဒီလက်ပေးလက်ယူမှုတစ်ခုတည်းကိုအရေးယူဆောင်ရွက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒါအဂရိလိုက်စားမှုဆိုတာကဒီပုံစံအမျိုးမျိုးနဲ့နေပဲအသီးသီးမှာဒါဖြစ်ပွားနေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုအဂရိလိုက်စားမှုတွေကိုထိထိရောက်ရောက်နဲ့ချေချေပြန့်ပြန့်အရေးယူနိုင်ဖို့အတွက်ပေါ့နော်ဒီလက်ပေးလက်ယူမှုပပျောက်ရေးကော်မရှင်အစားပေါ့ကျမတို့ကဒီအဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ဆိုပြီးတော့မှဒီ2014ခုနှစ်ဩဂတ်စ်လ4ရက်နေ့မှာပေါ့ဟုတ်ကဲ့ကော်မရှင်ကိုအမည်ပြောင်းလဲပြီးတော့မှပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်ဒီလက်ရှိဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာတော့ကျမတို့ကော်မရှင်ကိုဒါကော်မရှင်ဥက္ကဋ္ဌအတွင်းရေးမှူးနဲ့အဖွဲ့ဝင်12ဦးပါဝင်တဲ့ဟုတ်ကဲ့
ကော်မရှင်အဖြစ်ပြင်ဆင်ဖွဲ့စည်းပြီးတော့မှဒါဒီအဂရိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုဒါအမျိုးသားရေးတာဝန်တရက်ဖြစ်ခံယူပြီးတော့မှပေါ့နော်ဒါသက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့အတူပူးပေါင်းပြီးတော့မှဆောင်ရွက်လျက်ရှိပါတယ်ရှင်ဟုတ်ကဲ့ဆရာမဒါဆိုရင်ဒီအဂရိလိုက်စားမှုဆိုတာအခုမှရှိတာမဟုတ်ဘူး။အိုးရခင်ရှေးဘရင်တွေခေတ္တရရှိခဲ့တဲ့နာမည်အမျိုးမျိုးခေါ်ခဲ့ကြတာပေါ့နော်။အဲဒီမှာအစင်းစင်ကိုမှကျွန်တော်တို့ကမြန်မာနိုင်ငံအနေနဲ့ကတော့ကမ္ဘာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့အခုဆိုရင်လည်းဒါအဂရိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ကိုကျွန်တော်တို့စတင်ပြီးတော့အများကြီးတွေလှုပ်ဆောင်နေကြရတယ်ကျွန်တော်တို့တွေ့ရပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါဆရာမခင်ဗျာကျွန်တော်တို့အဂရိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့အဂရိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်ချက်တွေကိုကျွန်တော်တို့ရုံးမြင့်တန်းကြားတွေသတင်းစာတွေမှာကျွန်တော်ကြည့်ရှုမှတ်သားရပါတယ်။ဒါပေမဲ့ဘလို့နီးလန်းအနေနဲ့စနစ်တကျဆောင်ရွက်နေတယ်ဆိုတာကိုလည်းအများပြည်သူသိရှိနိုင်အောင်ဆရာမကအသေးစိတ်လေးရှင်းပြပေးပါဦးခင်ဗျာဟုတ်ကဲ့ဒီကော်မရှင်ရဲ့ရည်မှန်းချက်ဖြစ်တဲ့တန့်ရှင်တဲ့ဆိုရကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့အကောင့်ထဲပေါ်တဲ့နေရာမှာအဓိကအဟန့်တားဖြစ်နေတဲ့အာရိလိုက်စားမှုတွေကိုတိုက်ဖြတ်ဖို့အတွက်ကော်မရှင်အနေနဲ့အသိပညာပေးခြင်းဒါစီကာကွယ်ခြင်းနဲ့စုံစမ်းစစ်ဆေးရေးယူခြင်းဆိုတဲ့နည်းလမ်း၃ခုနဲ့တပြိုင်နက်တည်းဆောင်ရွက်နေပါတယ်။အဲ့လိုဆောင်ရွက်တဲ့အခါမှာလည်း၄နှစ်တစ်ကြိမ်မဟာဗျူဟာစီမံချက်တွေကိုရေးဆွဲပြီးတော့ဆောင်ရွက်နေပါတယ်။ဒါအပြင်နှစ်လိုက်လုပ်ငန်းစီစဉ်ပေါ့နော် action plan တွေကိုလည်းရေးဆွဲပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါခင်ဗျာဆရာမဒါဆိုရင်ကျွန်တော်တို့ကြားဘူးတာအာရိလိုက်စားမှုဆိုတာတဲ့အမြင့်တွင်နေတဲ့ကင်ဆာယောဂါလိုပဲဆိုပြီးတော့ပြောကြပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကယောဂါဆိုတာမျိုးကမဖြစ်ခင်တည်းကကြိုတင်ကာကွယ်ကုသတင်တာပေါ့နော်ဒါကြောင့်ဆရာမတို့ကော်မရှင်အနေနဲ့ဆောင်ရွက်နေတဲ့အသိပညာပေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးပြပါဦးခင်ဗျဟုတ်ကဲ့ဒီအသိပညာပေးကဏ္ဍအနေနဲ့ကကြတော့ကျမတို့ကနိုင်ငံဝန်ထမ်းကဏ္ဍလူငယ်ကဏ္ဍစီးပွားရေးလုပ်ငန်းများကဏ္ဍနဲ့အများပြည်သူကဏ္ဍဆိုပြီးတော့ကဏ္ဍကြီး၄ခုနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်နိုင်ငံဝန်ထမ်းကဏ္ဍမှာဆိုလို့ရှိရင်တော့ပြည်အောင်စုဝန်ကြီးဌာနဖွဲ့စည်းတွေတိုင်းဒေသကြီးပြည်နယ်အစိုးရတွေနဲ့ပူးပေါင်းပြီးတော့ကော်မရှင်အနေနဲ့ဒီအာဂိလိုက်စားမှုရဲ့အဆိုးကျိုးတွေနောက်တစ်ခါအာဂိလိုက်စားမှုရဲ့အနေရတွေနဲ့အာဂိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါပြဋ္ဌာန်းချက်တွေကိုနိုင်ငံဝန်ထမ်းတွေအနေနဲ့သိရှိလိုက်နာရှောင်ကျဉ်နိုင်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပူးပေါင်းပြီးတော့ပေါ့နော်ဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီးတော့စစ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်ဒါအပြင်လူငယ်ကဏ္ဍမှာဆိုလို့ရှိရင်လည်းငယ်စဉ်ကတည်းကအာဂိလိုက်စားမှုကိုလက်မခံတဲ့ဖြောင့်မတ်တည်ကြည်မှုရှိတဲ့လူမှုအတိုင်းအဝန်တစ်ခုကိုဖော်ဆောင်နိုင်ဖို့ဆိုပြီးတော့ပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့မူလတန်းနဲ့အလယ်တန်းအဆင့်တွေမှာဆိုရင်ဖြောင့်မတ်တည်ကြည်မှုမြင့်တင်ရေးပညာပေး edutainment အစီအစဉ်အထက်တန်းအဆင့်မှာဆိုလို့ရှိရင်တော့စကားဝိုင်းတွေကိုတွင်ကြဲနဲ့ပေါ့နော်ဆောင်ရွက်ပေးနေရရှိပါတယ်နောက်ပြီးတော့ဒီအဆင့်မြင့်ကဏ္ဍမှာဆိုလို့ရှိရင်လည်းNapier State Polytechnic University အပါအဝင်နည်းပညာတက္ကသိုလ်တွေနောက်ကွန်ပျူတာတက္ကသိုလ်တွေ college တွေနဲ့တက်မွေးပညာကျောင်းတွေပေါ့နော်အဲအကျောင်းတွေမှာလည်းလူငယ်စကားဝိုင်းတွေဆောင်ရွက်ပေးနေပါတယ်ဒါအပြင် Napier State Academy မွေးမြူရေးဆိုင်ရာစေတက္ကသိုလ်နဲ့တက်တော်နဲ့ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွေမှာလည်းလူငယ်နဲ့ကျင့်ဝတ်စံနှုန်းများလူငယ်နဲ့ဖြောင့်မတ်တည်ကြည်မှုဆိုတဲ့ခေါင်းစဉ်တွေနဲ့လူငယ်စကားဝိုင်းတွေကိုကြကြပြပြဆောင်ရွက်ပေးနေတာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်ပေးလိုက်တဲ့အခါမှာလူငယ်တွေအနေနဲ့အာဂိလိုက်စားမှုရဲ့ဒီဆိုဂျိုးတွေနောက်တစ်ခါအာဂိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာတွေဒါတွေကိုသိရှိသွားမယ်ဒါအပြင်ဒီအာဂိလိုက်စားမှုတွေကလူငယ်တွေရဲ့ကောင်းမွန်တဲ့အနာဂတ်ကိုပုံဖော်တဲ့နေရာမှာဘယ်လောက်ထိအဟန့်တားဖြစ်စေတယ်ဆိုတာကိုလည်းနားလည်သွားမှာဖြစ်ပါတယ်ဒါကြောင့်ကော်မရှင်အနေနဲ့ဒီလိုရည်ရွယ်ချက်တွေနဲ့လူငယ်စကားဝိုင်းတွေကိုလိုက်လံကျင်းပဆောင်ရွက်ပေးနေခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ဆရာမဒါဆိုရင်ဒါကြကြပြပြလေးရှင်းပြပေးလိုက်တာကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ဆရာမတို့ကော်မရှင်အနေနဲ့ဒီအာဂိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးစာအုပ်တွေကိုလည်းဒါပုံနဲ့ထုတ်ဝေထားရလို့လည်းသိရပါတယ်ဒီစာအုပ်တွေနဲ့ပတ်သက်ပြီးတော့လည်းဆရာမဆွေးနွေးပြပါအောင်ခင်ဗျဟုတ်ကဲ့ဒီအသိပညာပေးစာအုပ်တွေနဲ့ဆက်လည်ပြီးတော့အာဂိလိုက်စားမှုတိုက်ဖျက်ရေးဘာသာရပ်ကိုအခြေခံပညာအဆင့်ကစပြီးတော့သင်ကြားနိုင်ဖို့ပေါ့နော်အဲ့လိုရည်ရွယ်ချက်နဲ့မူလတန်းနဲ့အလယ်တန်းအဆင့်ဖြောင့်မတ်တည်ကြည်မှုမြင့်တင်ရေးပညာပေးအစီအစဉ်ဆရာကိုင်းစာအုပ်အထက်တန်းအဆင့်မှာဆိုလို့ရှိရင်ဖြောင့်မတ်တည်ကြည်မှုမြင့်တင်ရေးပညာပေးရည်ညွှန်းစာဆောင်တွေကိုပြုစုထုတ်ဝေခဲ့ပါတယ်ပညာရေးဝန်ကြီးဌာနဆိုလို့ရှိရင်လည်းဒီစာအုပ်တွေထဲကနေပေါ့နော်တချို့အကြောင်းအရာတွေကိုကောက်နှုတ်ပြီးတော့သူတို့ရဲ့ဒီဘာသာရပ်တစ်ခုဖြစ်တဲ့စာရိတ္တနဲ့ပြည်သူ့နီတိဘာသာရပ်မှာထည့်သွင်းသင်ကြားတာမျိုးလည်းရှိတယ်လို့သိရှိရပါတယ်ဒါအပြင်ကုလသမဂ္ဂမူရေးစေဝါနဲ့ပြည်မှုဆိုင်ရာရုံး UNODC ရဲ့ Education for Justice ဆိုတဲ့ E4J module တွေတဲက Anti-corruption module နဲ့ Integrity and Ethics module နှစ်ခုကိုအာဂိလိုက်စားမှုတိုက်ဖျက်ရေးတက္ကသိုလ်အဆင့်ညွှန်းစာဆောင်1နဲ့နောက်ပြီးတော့ဖြောင့်မတ်တည်ကြည်မှုနဲ့ကျန်ဝဲတက္ကသိုလ်အစိမ်းညွှန်းစာဆောင်1နဲ့3ဆိုပြီးတော့ဘာသာပြန်ဆိုထုတ်ဝေခဲ့ပါတယ်အဲ့တော့ဒီစာအုပ်တွေကိုစိတ်ပါဝင်စားတဲ့သူတွေအနေနဲ့ဖတ်ရှုလေ့လာနိုင်လို့ရအောင်ရည်ညွှန်းကိုးကားလို့ရအောင်ဆိုပြီးတော့တက္ကသိုလ်ကောလိပ်တွေမှာရှိတဲ့အစာကြီးတိုက်တွေမှာထားရှိနိုင်ရေးကိုလည်းကော်မရှင်ဘက်ကနေပေးဖို့လွှဲပြောင်းပေးအပ်ခဲ့ပါတယ်ရှင်ဒါဆိုရင်ဒါကစာအုပ်တွေအများကြီးထုတ်ဝေပုံနေပြီးတော့ပြည်သူတွေအသိပညာရရှိဖို့ဆောင်ရွက်နေတယ်ကျွန်မခုနပြောသလိုကဏ္ဍ၄ရက်ပေါ့နော်နိုင်ငံဝန်ထမ်းကဏ္ဍရဲ့လူငယ်ကဏ္ဍရဲ့အသိပညာပေးတယ်တနက်နေ့ကဏ္ဍတစ်ခုကျန်သေးတယ်ဒါကတော့အများပြည်သူကဏ္ဍနဲ့စီးပွားရေးကဏ္ဍနေမှာရောဆရာမတို့အာဂိလိုက်စားမှုတိုက်ဖျက်ရေးကိုဘလို့အစီအစဉ်တွေနဲ့
အသိပညာပေးဆောင်ရွက်နေတယ်ဆိုတာကိုလည်းရှင်းပြပေးပါဦးခင်ဗျာ ဟုတ်ကဲ့အများပြည်သူကဏ္ဍမှာကြတော့ဒီလူရန်စားအလွှာအသီးသီးကကိုယ်စားလှယ်တွေပါဝင်တဲ့ကိုယ်စားလှယ်တွေပေါ့နော်အဲ့ကိုယ်စားလှယ်တွေအကုန်လုံးပါဝင်တဲ့အလို့ရုံဆွေးနွေးပွဲတွေဒါအပြင်စာရန်ဖတ်ကြားဆွေးနွေးပွဲတွေကိုဆောင်ရွက်ခဲ့ပါတယ်နောက်ပြီးတော့ဒီသတင်းစာတွေမှာဆိုလို့ရှိရင်လည်းအာရီလိုက်စားမှုတိုက်ဖြတ်ရေးဆိုင်ရာတို့ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာတို့ဒါတွေနဲ့ပတ်သက်တဲ့ဆောင်းပါးတွေကိုရေးသားခဲ့တာရှိပါတယ်နောက်ပြီးတော့ဒီမြန်မာတန်တဲ့ရုပ်မြင့်တန်ကြားကနေလည်းအာရီလိုက်စားမှုတိုက်ဖြတ်ရေးဆိုင်ရာကလေးတွေအတွက်ဆိုလို့ရှိရင် animation လေးတွေနောက်ပြီးတော့ဇက်လန်တိုလေးတွေကိုလည်းရိုက်ကူးထုတ်လွှင့်ပြီးတော့ပြသဆောင်ရွက်လျက်ရှိပါတယ်ရှင်စီးပွားရေးကဏ္ဍအနေနဲ့ကတော့ပုဂ္ဂလိကအဖွဲ့အစည်းတွေစီးပွားရေးလုပ်ငန်းတွေအနေနဲ့အာဂိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အညီကျင့်ဝတ်တွေကိုရေးဆွဲနိုင်ဖို့အဲ့ဒီကျင့်ဝတ်တွေကိုလိုက်နာဖို့ဆိုပြီးတော့အမိန့်ကြော်ညာစာကိုထုတ်ပြန်ခဲ့ပါတယ်ဒါတွေကိုအရေးယူဆောင်ရွက်နိုင်ခြင်းရှိမရှိဆိုတာကိုကြီးကြပ်နိုင်ဖို့အတွက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI နဲ့လည်းချိတ်ဆက်ပြီးတော့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်ရှင်။ဒါအပြင်စီးပွားရေးကဏ္ဍအသိပညာပေးဆောင်ရွက်ချက်အနေနဲ့ UMFCCI တို့ MRCCI တို့နဲ့ပူးပေါင်းပြီးတော့လည်းအာဂိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲတွေကိုဆောင်ရွက်ခဲ့ပါတယ်ရှင်။ ဟုတ်ကဲ့ပါဆရာမရေဒါဆိုရင်ဒါအာဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက်အသိပညာပေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံဖြေကြားပေးခဲ့တာကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့တာစီကာကွယ်ကဏ္ဍအနေနဲ့လည်းဆောင်ရွက်မှုတွေကိုလည်းဆရာမကဆက်လက်ရှင်းပြပေးပါအောင်ခင်ဗျဟုတ်ကဲ့ပါဒီကျမတို့ကော်မရှင်အနေနဲ့ပေါ့နော်ဒီအာဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာဒါဒီရှေ့ကလည်းဆွေးနွေးသွားတယ်ပေါ့နော်ဒါအာဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက်ကိုချမှတ်ပြီးတော့မှဒါအသိပညာပေးခြင်းတာစီကာကွယ်ခြင်းနဲ့စုံစမ်းစစ်ဆေးခြင်းဆိုတဲ့လုပ်ငန်းစဉ်တွေကိုကောင်းထည့်ဖို့နေရာဖြစ်တယ်ပေါ့နော်ဒီလိုဆောင်ရွက်တဲ့အခါမှာကျမတို့ဒီတာစီကာကွယ်ရေးဆောင်ရွက်တဲ့နေရာမှာလည်းဒါနိုင်ငံဝန်ထမ်းတွေရဲ့အဖွဲ့အစည်းအတွင်းမှာပေါ့နော်ဒါအာဂတိလိုက်စားမှုတွေမဖြစ်စေဖို့အတွက်ပေါ့ဒီမဟာဗျူဟာစီမံချက်နဲ့အညီကျမတို့ကဒီအာဂတိလိုက်စားမှုတိုက်ဖျက်ရေးအခြေခံကောင်းတွေတည်ဆောက်နိုင်ဖို့နောက်ဒီအာဂတိလိုက်စားမှုတွေကဒီနိုင်ငံတော်ဝန်လုံးမှာပေါ့နော်ဒီဖြစ်ပွားနေတဲ့အာဂတိလိုက်စားမှုတွေကိုရောနေကြဆင်သွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ကျမတို့ကဒီအစိုးရဌာနအဖွဲ့အစည်းတွေရဲ့ဒီဖြောင့်မတ်တည်ကြည်မှုမြင့်တင်ရေးပူးပေါင်းဆောင်ရွက်မှုအဖြစ်ပေါ့နော် Corruption Prevention Unit CPU လို့ခေါ်တဲ့ဒီအာဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့တွေကိုဒါဝန်ကြီးဌာနအဖွဲ့အစည်းတွေမှာဖွဲ့စည်းပြီးတော့မှဆောင်ရွက်ခဲ့တယ်ပေါ့နော်ဒါဟာဘာဖြစ်လို့ဆောင်ရွက်တာလဲဆိုလို့ရှိရင်ဒီဌာနအတွင်းမှာဒါအသေးစားအာဂတိလိုက်စားမှုလေးတွေရောနေကြဆင်သွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျမတို့ဆောင်ရွက်ခဲ့တာဖြစ်တယ်ပေါ့နော်အခုလက်ရှိကာလအထိဆိုလို့ရှိရင်တော့ကျမတို့ကော်မရှင်အပါအဝင်ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်း38ခုနဲ့ဒီတိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့နေပြီးတော့ကောင်စီအပါအဝင်တော့ပေါ့နော်15ခုတို့မှာဒါ CPU တွေဖွဲ့စည်းပြီးတော့မှပူးပေါင်းဆောင်ရွက်နေပါတယ်ဒီလိုဖွဲ့စည်းဆောင်ရွက်တာဟာဆိုလို့ရှိရင်ကျမတို့ဒီဝန်ထမ်းအဖွဲ့အစည်းအတွင်းမှာပေါ့နော်ဒီဖြစ်နိုင်ခြေရှိတဲ့အာဂတိလိုက်စားမှုလေးတွေကိုထိန်းချောင်းပေးဖို့အတွက်ဆောင်ရွက်တဲ့စနစ်တစ်ခုဖြစ်တယ်ပေါ့နော်ဒီလိုဒီဌာနအတွင်းမှာဒီအာဂတိလိုက်စားမှုတဲ့အပြုအမူတွေအခြေအနေတွေကိုကြိုပြီးတော့မှပေါ့နော်အချိန်မီသိရှိပြီးတော့မှထိန်းချောင်းဆောင်ရွက်ခြင်းအပြင်ဒါဌာနရဲ့ဒီလုပ်ငန်းလှုပ်ထုံးလုပ်နည်းနဲ့အညီပေါ့နော်ဝန်ထမ်းစီမင်းစည်းကမ်းတွေအရာကြိုပြီးတော့မှထိန်းချောင်းဆောင်ရွက်ခြင်းအပြင်ပေါ့နော်ဒါအာဂတိလိုက်စားမှုမဖြစ်အောင်လို့ကျမတို့ကကြိုပြီးတော့တားဆီးကာကွယ်နိုင်မှာဖြစ်ပါတယ်ဒီလိုဆောင်ရွက်ခြင်းအပြင်ဒါအာဂတိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေအရာပေါ့နော်အရေးယူခံရတာမျိုးမဖြစ်အောင်ကြိုပြီးတော့ကာကွယ်နိုင်တဲ့စနစ်ထိန်းချောင်းတဲ့စနစ်ဆိုလို့ရှိရင်လည်းမမှားဘူးပေါ့ဆရာရဲ့ဒီဘောနော်ဒီလိုရည်ရွယ်ချက်ကောင်းနေနဲ့ဖွဲ့စည်းထားတဲ့ CPU တွေရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်းပို့ပြီးတော့မှထိရောက်မှုရှိစေဖို့အတွက်ပေါ့နော်ဒါသက်ဆိုင်တဲ့ဌာနတွေနဲ့ပူးပေါင်းပြီးတော့ကျမတို့ဒီဆောင်ရွက်ရမယ့်လုပ်ငန်းတာဝန်လေးတွေကိုလည်းဒါချမှတ်ပြီးတော့တူတူပူးပေါင်းဆောင်ရွက်နေကြတာရှိတယ်ပေါ့အဓိကကတော့ဒီ CPU တွေရဲ့လုပ်ငန်းတာဝန်တွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဌာနတွင်းမှာပေါ့နော်အာဂတိလိုက်စားမှုတွေကဘယ်လိုနေရာတွေမှာဖြစ်နေတယ်လဲဆိုတာကိုဒီစုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ပေါ့နော်စုံစမ်းစစ်ဆေးတဲ့တော့မှာစစ်ဖော်ထုတ်တယ်လို့သုံးရင်တော့ပို့ပြီးတော့မှန်နိုင်တယ်ပေါ့နော်အဓိကဒီဌာနတွင်းမှာအာဂတိလိုက်စားမှုတွေရှိနေပြီဆိုလို့ရှိရင်လည်းဒါသက်ဆိုင်တဲ့ဥပဒေနဲ့အညီဖြည့်ရှင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်တကယ်လို့ဒီလိုအာဂတိလိုက်စားမှုတွေဖြစ်နေတယ်ဆိုတာကိုတွေ့ရှိတယ်ဆိုလို့ရှိရင်လည်းထပ်ပြီးတော့မဖြစ်အောင်ပေါ့နော်ကြိုတင်တားဆီးကာကွယ်နိုင်ဖို့ဒါအစီအမံတွေလှုပ်ထုံးလုပ်နည်းတွေပေါ့နော်ဒါတင်လျော်သလိုဒီဌာနတွေကချမှတ်ပြီးတော့ဆောင်ရွက်သွားရမှာဖြစ်ပါတယ်အဓိကကတော့ဗာလဲဆိုတော့ဒါကဒီဌာနတွင်းမှာဖြစ်ပေါ်နိုင်တဲ့ပေါ့နော်အသေးစားအာဂတိလိုက်စားမှုလေးတွေရောနေကြဆင်သွားစေဖို့ဆိုပြီးတော့ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်ရှင်ဒီ CPU တွေအတွက်ပေါ့နော်လုပ်ငန်းအစီအစဉ်နေလုပ်ငန်းတာဝန်တွေအပြင်ပေါ့နော်ကျမတို့ကဒီအာဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းအစီအစဉ်6ရက်ဆိုပြီးတော့ချမှတ်ထားတာလေးလည်းရှိပါတယ်ဒီအစီအစဉ်6ရက်ထဲကမှဒါအာဂတိလိုက်စားမှုတားဆီးကာကွယ်ရေးစနစ်တစ်ခုအဖြစ်ပေါ့နော်ဒီကော်မရှင်ကနေပြီးတော့ဦးဆောင်ပြီးဆောင်ရွက်နေတာရှိပါတယ်ဒါကဘာလဲဆိုတော့ဒီဝန်ဆောင်မှုလာပြီးတော့မှဒီဌာနတစ်ခုမှာပေါ့နော်ဝန်ဆောင်မှုလာယူတဲ့ပြည်သူတွေရှိတယ်ပေါ့ဒီပြည်သူတွေရဲ့ဒီဖုန်းနံပါတ်တွေကိုဒါတဦးချင်းစီကနေပြီးတော့ဒီတုံ့ပြန်မှုရရှိနိုင်အောင်ပေါ့နော်ဒီတယ်လီဖုန်းနဲ့ဆက်သွယ်ပြီးတော့မှဒီ SMS ပို့ပြီးတော့မှမင်းမြန်းနဲ့
တုံ့ပြန်မှုရယူတဲ့အစီအစဉ်ပေါ့နော်ဒါလေးကိုဆောင်ရွက်နေတာရှိပါတယ်ဒါကတော့ဟိုတချို့လည်းဒီပြည်သူလူထုထဲမှာလည်းသိရှိပြီးသားလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အများပြည်သူထဲမှာတုံ့ပြန်မှုရယူခြင်းအစီအစဉ်လို့ခေါ်ပါတယ် Public Feedback Program PFP ပေါ့နော်ဒီအစီအစဉ်ကိုကျမတို့ Commission ကနေပြီးတော့ဦးဆောင်ပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်ဒီအခုလက်ရှိမှာဆိုလို့ရှိရင်เนาะဒါဒီအစီအစဉ်ကိုဆောင်ရွက်နေတဲ့ဒါဝန်ကြီးဌာနအဖွဲ့အစည်းကတော့32ခုရှိပြီးတော့မှပြည်내အစိုးရအဖွဲ့တစ်ခုမှာဒီအစီအစဉ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်နေပြီဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဒါဆိုဒီ Correction Prevention Unit လို့ခေါ်တဲ့ CPU ပေါ့နော်ကျွန်တော်လည်းခဏခဏကြားနေတယ်ဆိုတော့ဒီအဖွဲ့တွေကိုကျွန်တော်ပြည်တော်စုဝန်ကြီးဌာနတွေတိုင်းဒေသကြီးပြည်နယ်တွေမှာအသီးသီးဖွဲ့စည်းထားတာအင်မတန်ကောင်းတဲ့ဒါလို့ဆောင်ချက်တွေလို့လည်းကျွန်တော်လည်းမြင်ပါတယ်ဆိုတော့ဆက်လက်ပြီးတော့ကျွန်တော်ဒီ CPU ဖွဲ့စည်းဆောင်ရွက်ခြင်းကြောင့်ရရှိလာမဲ့အကျိုးကျေးဇူးတွေကိုလည်းဆရာမပြည်သူတွေသိရှိအောင်ရှင်းပြပေးပါဦးခင်ဗျဟုတ်ကဲ့ပါရှင်ဒီ CPU ဖွဲ့စည်းတယ်ဆိုတာကျမတို့ကဒီဌာနတွင်းမှာပေါ့နော်ဒီအဂတိလိုက်စားမှုဟိုဖြစ်နိုင်ခြေရှိတဲ့အဂတိလိုက်စားမှုတွေကိုထိန်းချောင်းဖို့အတွက်ဆောင်ရွက်တာဖြစ်တဲ့အတွက်ဒါအစိုးရဌာနအဖွဲ့အစည်းတွေဆိုတာကဒါပြည်သူကိုဝန်ဆောင်မှုပေးနေတဲ့ဌာနတွေဖြစ်တယ်ပေါ့နော်ဒီလိုဝန်ဆောင်မှုပေးတဲ့အခါမှာဒါဟိုလူချင်းထိတွေ့မှုများရင်ကျမတို့ကဒါအဂရိလိုက်စားမှုဖြစ်နိုင်ခြေကပို့ပြီးတော့များတယ်ပေါ့နော်ဒါတွေကိုမဖြစ်အောင်ကြိုပြီးတော့ထိန်းချုပ်တားမြစ်နိုင်မယ်နောက်ဒီဝန်ဆောင်မှုတွေဆောင်ရွက်ပေးတဲ့အခါမှာလည်းပို့ပြီးတော့မှပေါ့နော်လက်ရှိပေးနေတဲ့ဆောင်ရွက်ပေးနေတဲ့ဝန်ဆောင်မှုထက်ပို့ပြီးတော့ပြည့်စုံကောင်းမွန်အောင်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်ဒီလိုဆောင်ရွက်ခြင်းအပြင်ဒါအဂရိလိုက်စားမှုတိုက်ဖြတ်ရေးလုပ်ငန်းစဉ်တွေအသိပညာဗဟုသုတတွေကိုဒါအစိုးရဝန်ထမ်းတွေကပြည်သူလူထုကပေါ့နော်ကျေကျေပြန့်ပြန့်သိရှိနိုင်ဖို့အတွက်ဒါအသိပညာပေးလုပ်ငန်းတွေကိုဒီအဖွဲ့တွေကဥဆောင်ပြီးတော့ဆောင်ရွက်ခြင်းအပြင်ပေါ့နော်ဒီပြည်သူ့ဗန္ဒာလေးလင်းဆုံးရှုံးမှုမရှိအောင်ဒါရောနေကြဆင်လာအောင်ဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်ဒါအပြင်ဒါတာဝန်ယူမှုတာဝန်ခံမှုရှိပြီးတော့မှာပေါ့နော်ဂုဏ်သိက္ခာမြင့်မာတဲ့ဒါနိုင်ငံဝန်ထမ်းကဏ္ဍကိုလည်းဒီ CPU တွေဖွဲ့စည်းပြီးတော့မှထိထိရောက်ရောက်ဆောင်ရွက်ခြင်းအပြင်ပုံဖော်နိုင်မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဒါကတော့ CPU တွေဖွဲ့စည်းခြင်းရဲ့အကျိုးကျေးဇူးတွေပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့အစိုးရဌာနတွေအနေနဲ့ကတော့ဝန်ဆောင်မှုဆောင်ရွက်ပေးတဲ့လုပ်ငန်းတွေမှာလှုပ်ထုံးတုံနီးအားနည်းချက်တွေကြောင့်ဒါကျွန်တော်လက်ပေးလက်ယူမှုတွေအားရိလိုက်စားမှုတွေဖြစ်တတ်ကြတာကိုလည်းကျွန်တော်တို့တွေ့ရှိရပါတယ်လူကိစ္စမျိုးတွေမဖြစ်အောင်ဘယ်လိုများတားဆီးကာကွယ်နိုင်မလဲဆိုတာကိုလည်းဆွေးနွေးပြပါဦးခင်ဗျာဟုတ်ကဲ့ပါကျမတို့ဒီ commission အနေနဲ့ပေါ့နော်ဒီအများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ်ကိုဆောင်ရွက်တဲ့အခါမှာပေါ့နော်ဒီအစိုးရဌာနအဖွဲ့အစည်းတွေကနေဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေမှာဒါဖြစ်ပေါ်တတ်တဲ့အသေးစားအဂတိလိုက်စားမှုလေးတွေကိုရောနေကြစဉ်စီဖို့ရဲ့နောက်ဒီထပ်ဖြစ်နေတယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဒါတွေမဖြစ်အောင်တားမြစ်ထိန်းချုပ်သွားနိုင်ဖို့ရည်ရွယ်ပါတယ်နောက်တစ်ချက်ကကျတော့ဒီဟိုဝန်ဆောင်မှုပေးတဲ့အခါမှာပေါ့နော်ပြည်သူတုံ့ပြန်မှုတွေကိုရယူတဲ့အစီအစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုတုံ့ပြန်မှုတွေကနေတစ်ဆင့်ပေါ့နော်ကိုယ့်ရဲ့ဌာနရဲ့အရေးသွေးဝန်ဆောင်မှုအရေးသွေးတွေပေါ့နော် service quality ကိုသိရှိပြီးတော့မှလိုအပ်တယ်လို့ပြုပြင်နိုင်ဖို့နောက်ဒီလိုဆောင်ရွက်တဲ့အခါမှာပေါ့နော်အစိုးရဌာနတွေနဲ့ဒါပြည်သူလူထုအကြားမှာယုံကြည်မှုတည်ဆောက်လာနိုင်စေဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ဒီအစီအစဉ်ကိုဆောင်ရွက်ခဲ့တာဖြစ်တယ်ပေါ့ဒီလိုဆောင်ရွက်တဲ့အခါမှာဒီကျမတို့ဝန်ဆောင်မှုယူတဲ့ပြည်သူတွေကဒီကျမတို့ဒီဌာနတွေကိုလာခဲ့တယ်ပေါ့နော်လာတယ်ဆိုလို့ရှိရင်ဒါသူတို့ရဲ့တယ်လီဖုန်းနံပါတ်တွေကိုရယူပြီးတော့မှဒီ SMS ပေးပို့တာဖြစ်ပါတယ် SMS ပေးပို့ပြီးတော့မှဒီတုံ့ပြန်မှုတွေရယူတာပေါ့ဒီလိုပို့တဲ့အခါမှာလည်း short code နံပါတ်14လုံးကိုအသုံးပြုပြီးတော့မှဒီ SMS ပေးပို့မြင်တာဖြစ်ပါတယ်ရှင်ဟုတ်ဒီအစီအစဉ်ဟာဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီကိုယ့်ရဲ့ဒီတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒီဌာနတွေကနေဝန်ဆောင်မှုပေးနေတဲ့အခါမှာဒီ service quality တွေကိုပို့ပြီးတော့မှပြည့်စုံကောင်းမွန်အောင်ဆောင်ရွက်တဲ့ပြုပြင်ပြောင်းလဲတဲ့နေရာမှာပေါ့နော်ပြည်သူကိုဗဟိုပြုပြီးတော့ဆောင်ရွက်တဲ့စနစ်တစ်ခုဖြစ်တယ်ပေါ့ဒီလိုပြုပြင်ပြောင်းလဲနိုင်ဖို့ကိုလည်းဒါပြည်သူလူထုကိုပေါ့နော်ကျမတို့ကဒီဌာနတွေအနေနဲ့ကဒါအခွင့်အရေးပြေဝပေးထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ short code နံပါတ်14လုံးကနေကိုကဝန်ဆောင်မှုသွားယူတဲ့အချိန်မှာပေါ့နော်ဒီ SMS တွေရရှိခဲ့မယ်ဆိုလို့ရှိရင်ဒါပြည်သူလူထုတွေနဲ့ဒီအခွင့်အရေးကိုလက်လွတ်မခံမနဲ့ဒီ SMS တွေပြန်ပြီးတော့မှပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြန်ပြီးတော့မှဖြည့်ချပေးဖို့တိုက်တွန်းပြောကြားလိုပါတယ်ရှင်ဒီလိုပဲပေါ့နော်ကျမတို့ဒီဌာနအဖွဲ့စီးတွေအနေနဲ့လည်းဒါဝန်ဆောင်မှုဆောင်ရွက်တဲ့အခါမှာဒီဝန်ဆောင်မှုလာရောက်ရယူတဲ့ပြည်သူတွေကိုပေါ့နော်ဒီ SMS တွေပေးပို့မေးမြန်းချင်းအဖြစ်ပေါ့နော်ကိုဌာနရဲ့ဝန်ဆောင်မှုရဲ့အားနည်းချက်တွေအားသာချက်တွေဘယ်လိုရှိတယ်နောက်ဘယ်နေရာတွေကများပြုပြင်ဖို့လိုအပ်နေမလဲပေါ့နော်ဘယ်နေရာတွေကတော့ကောင်းတဲ့အချက်တွေရှိနေမလဲဒါဆိုလို့ရှိရင်ဒါလေးတွေကိုဆက်ပြီးထိမ့်သိမ့်မယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးသိရှိနိုင်မှာဖြစ်တဲ့အတွက်ဒီ SMS ပေးဖို့မြင်မြန်တဲ့လုပ်ငန်းစဉ်လေးတွေကိုလည်းထိထိရောက်ရောက်ဆောင်ရွက်သွားတဲ့နယ်ပေါ့နော်ဒီအစီအစဉ်ကိုဆောင်ရွက်ခြင်းအပြင်ပေါ့နော်ကျမတို့ဒီပြည်သူလူထုတွေရဲ့တုံ့ပြန်ဖြေကြားမှုတွေကနေတစ်ဆင့်ပေါ့နော်ကိုဌာနရဲ့ဝန်ဆောင်မှုအရေးသေးတွေကိုသိရှိပြီးတော့မှပြုပြင်နိုင်မှာဖြစ်တဲ့အတွက်ဒါဌာနရဲ့ဂုဏ်သိက္ခာနောက်ဆောင်ရွက်ပေးနေတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့အရေးသွေးကိုပို့ပြီးတော့မှတိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီစီစဉ်ကိုပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လည်းပြောကြားလိုပါတယ်ရှင်ဟုတ်ကဲ့ဆရာမဒါဆိုရင်ဒါပြည်သူနဲ့ဆရာမတို့ကော်မရှင်နဲ့ဒါတိုက်ရိုက်ဒါမှမဟုတ်လုံးဝနီးနီးကက်ကက်အနေနဲ့ပေါင်းဆက်နိုင်အောင်လို့ SMS စနစ်နဲ့တ
digital နည်းပညာတွေပေါ့နော်အသုံးပြုပြီးဆောင်ရွက်နေတာဒါဆိုရင်ဒီ SMS စာတူစနစ်နဲ့ဆောင်ရွက်ထားမယ်ဆိုရင်ဇမတို့ကော်မရှင်အနေနဲ့ပြည်သူလူထုက SMS ပြန်ပို့လာရင်ကုန်ကျစရိတ်နဲ့ပေါ့နော်တက်တာအောင်ဘယ်လိုဆောင်ရွက်ထားရဲဆိုတာကိုလည်းပြောပြပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကျမတို့ဒီအခုလက်ရှိဆောင်ရွက်နေတဲ့ဒီအများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ်ကစောစောကဆွေးနွေးခဲ့သလိုပဲပေါ့နော်ဒါဝန်ဆောင်မှုလုပ်ငန်းတွေမှာဖြစ်ပေါ်တတ်တဲ့အသေးစားအဂတိလိုက်စားမှုတွေမဖြစ်အောင်ပြုပြင်ပြောင်းလဲဖို့ဆောင်ရွက်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်ပေါ့နော်အစီအစဉ်တစ်ခုဖြစ်တယ်ဒီလိုဆောင်ရွက်တဲ့အခါမှာကျမတို့ကဒီပြည်သူလူထုရဲ့ဒီတုံ့ပြန်မှုရရှိဖို့ကဒါအရေးကြီးတဲ့အခန်းကဏ္ဍအနေနဲ့ပါဝင်နေပေါ့ပြည်သူတုံ့ပြန်မှုရရှိမှသာလျှင်ဒါဌာနတွေကလိုအပ်ချက်တွေကိုပြင်ဆင်နိုင်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ပြည်သူလူထုကကျမတို့ဒီဌာနတွေကိုပြန်ပြီးတော့မှ SMS ပြန်ပို့တဲ့အခါမှာသူတို့ဒီ SMS ကုန်ကျစရိတ်တွေကြောင့်ပေါ့နော်သူတို့ဝင်ထုတ်ဝင်ဖို့မဖြစ်ရလေအောင်နောက်ဒီ SMS ကုန်ကျစရိတ်တွေလည်းတက်တာအောင်လို့ကျမတို့ကော်မရှင်အနေနဲ့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဒါဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ပူးပေါင်းပြီးတော့မှဒီသက်ဆိုင်တဲ့ဆက်သွယ်ရေး operator တွေနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်အရင်တုန်းကဆိုလို့ရှိရင်ဒီ SMS ပေးပို့တဲ့ကုန်ကျစရိတ်က SMS တစ်စောင်ကို15ကျပ်ကျတင်ပါတယ်15ကျပ်ရဲ့ဒါသက်ဆိုင်ရာဌာနကထုတ်ပြန်ထားတဲ့ဒီပေးချေရတဲ့ကုန်သွယ်လုပ်ငန်းခွန်900ခိုင်နှုန်းရဲ့ပေါ့နော်ဒါမျိုးပေးချေရတာဖြစ်ပါတယ်အခုဒီလိုသက်ဆိုင်တဲ့ဆက်သွယ်ရေး operator တွေနဲ့ညှိနှိုင်းဆောင်ရွက်လိုက်တဲ့အတွက်ကြောင့်မလို့ဒီလိုပုံမှန်ပေးချေရတဲ့နှုန်းထားမျိုးမဟုတ်တော့ဘဲねကျမတို့အခုတက်တာတဲ့နှုန်းထားတစ်ခုဖြစ်တယ်ပေါ့နော်ဒီ SMS တစ်စောင်ကို9ချက်နှုန်းနဲ့ပြန်ပြီးတော့ဖြည့်ချနိုင်အောင်လို့ကျမတို့စီစဉ်ဆောင်ရွက်ထားပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဒါဆိုရင်ဒီထပ်မေးချင်တာကကျွန်တော် PFP ပေါ့နော် PFP စီစဉ်နဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကိုအသိပေးလို့တဲ့အကြောင်းအရာရှိတယ်ဆိုရင်လည်းဆွေးနွေးပေးပါဦးခင်ဗျဟုတ်ကဲ့ပါရှင်ကျမတို့ဒီအစီအစဉ်ဆောင်ရွက်တယ်ဆိုတာကဒါပြည်သူလူထုကိုဒါအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက်ပေါ့နော်ထိထိရောက်ဆောင်ရွက်နိုင်ဖို့အတွက်ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ချိတ်ဆက်ဆောင်ရွက်နိုင်တဲ့အစီအစဉ်တစ်ခုဖြစ်တယ်ပေါ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာသူတို့ကိုယ်တိုင်ပေါ့နော်ဒီဌာနတွေကိုလာတဲ့သူတို့တွေ့တုံတွေကိုပြန်ပြီးတော့မှဒါဒီဌာနမှာပြန်ပြီးတော့မှအကြံပြုချက်တွေပေးနိုင်တယ်ကိုသိချင်တဲ့မိကုန်းတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီ SMS ရရှိတဲ့ပြည်သူလူထုကပြန်ပြီးတော့မှဒီမင်းမြန်းတာတွေလုပ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒါဒီတနည်းပြောရမယ်ဆိုလို့ရှိရင်ဒီအစီအစဉ်ဟာကျမတို့ကဒီပြည်သူလူထုနဲ့ဒီအစိုးရဌာနကတာဝန်ရှိသူတွေကိုဒါဒီဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အကြံပြုချက်တွေပေးနိုင်ဖို့အတွက်ပေါင်းကူးပေးတဲ့ချိတ်ဆက်ပေးတဲ့အစီအစဉ်တစ်ခုဆိုလို့ရှိရင်လည်းမမှားဘူးပေါ့ရှင်ကော်မရှင်နေနဲ့ပေါ့နော်ဒီအများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ်ဆောင်ရွက်နေတဲ့အခြေအနေတွေကိုဒါပြည်သူလူထုပို့ပြီးတော့မှသိရှိပြီးတော့မှပေါ့နော်ပူးပေါင်းပါဝင်လာနိုင်ဖို့အတွက်ပေါ့နော်ဒါနိုင်ငံပိုင်သတင်းစာတွေကျမတို့ရဲ့ဒီကော်မရှင်ရဲ့ပေါ့နော် ACC မြန်မာ website နဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာလည်းဒါအများပြည်သူအသိပေးကြေညာချက်ဆိုပြီးတော့မှဒါခြေပြန့်ထည့်သွင်းပြီးတော့မှဖော်ပြပေးနေတယ်ပေါ့နော်ဒါအပြင်ဒါဒီဝင်ကြီးဌာနအဖွဲ့အစည်းတွေပေါ့နော်တချို့ဌာနတွေမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ဒီ website မှာပေါ့နော်ဝင်ကြီးဌာန website မှာလည်းဒါလွှင့်တင်ပြီးတော့မှဒါပြည်သူလူထုပူးပေါင်းဖို့အတွက်ပေါ့နော်ဖော်ပြပေးနေတာလေးတွေရှိပါတယ်ဒါကြောင့်ပြည်သူလူထုအနေနဲ့လည်းကျမတို့ရဲ့ဒီလိုကော်မရှင်ရဲ့ website နဲ့ဒါသက်ဆိုင်တဲ့ဝင်ကြီးဌာနတွေရဲ့ website မှာလည်းဝင်ရောက်ပြီးတော့လေ့လာနိုင်ပါတယ်ရှင်နောက်ထပ်အသိပေးလိုတဲ့အချက်ကတော့ကျမတို့ဒီကော်မရှင်ကနေပြီးတော့ပါပေါ့နော်ဒီဆောင်ရွက်နေတဲ့ဥဆောင်ပြီးတော့ပါဆောင်ရွက်နေတဲ့ဒီအများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ်ဆိုတာကဒါအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနည်းလမ်းတစ်ခုဖြစ်ဆောင်ရွက်နေတာဖြစ်တယ်ပေါ့ဒါကြောင့်မလို့ဒါပြည်သူလူထုအနေနဲ့ဒါဒီအစီအစဉ်ကိုပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့အတွက်တိုက်တွန်းပြောကြားလိုပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမရဲ့အခုလိုမျိုးအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့အသိပညာပေးဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာရှင်းရှင်းလင်းလင်းဖြေကြားပေးခဲ့တာအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါညီမရုံးမြင့်တန်ကြားပြည်သက်များခင်ဗျာအခုဆိုရင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးစကားဝိုင်းရဲ့ပထမပိုင်းအစီအစဉ်မှာအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေအသိပညာပေးလုပ်ငန်းတွေစတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့စုံစုံလင်းလင်းရှင်းလင်းမေးမြန်းဖြေကြားပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာညီမရုံးမြင့်တန်ကြားပြည်သက်များခင်ဗျာအဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးစကားဝိုင်းရဲ့ဒုတိယပိုင်းအစီအစဉ်မှာလည်းအဂတိလိုက်စားမှုတွေကိုဘယ်လိုမျိုးစစ်စစ်ဖော်ထုတ်အရေးယူပြီးတော့ဘယ်လိုမျိုးပြစ်ဒဏ်တွေချမှတ်တယ်လဲဘယ်လိုမျိုးအကြောင်းအရာတွေကိုဆောင်ရွက်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာရှင်းရှင်းလင်းလင်းမေးမြန်းဖြေကြားပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ပါရစေခင်ဗျာမြန်မာရုံးမြင့်တန်ကြားပြည်သက်များကိုစိတ်နှဖျားကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ